စင်မကစားပဲကိုထွေးလက်ကတော့ကောင်းတယ်ဗျဟိုကတော့ကိုထွေးကြီးကောင်ငယ်ကောင်ဗျဒီဘက်ကတော့ကိုကြီးတောင်နဲ့စင်မင်းခနဲ့ဗျကိုလေးစားပဲစားကတော့အဖွင့်ထိုးဗျနှစ်ဖက်လုံးကောင်းတယ်ဗျစင်မင်းခဗျစင်မကစားပဲငယ်အောင်သုံးရှာပေးထားတယ်ကိုထွေးပုတ်တယ်ဗျာကောင်းလိုက်တဲ့ဖိုက်တာတွေဗျနှစ်ဖက်လုံးကတော့ဖိုက်တာတွေရှယ်ကြီးပဲဗျဒီကောင်စားပဲဝေးသွားပြီဗျစင်မကစားပဲဗျကိုထွေးဒီမှာဂျာချင်းလုံးပေါက်သွားတယ်ဗျာ17နဲ့ဗျာနှစ်ပွဲဆက်ထားရဗျနောက်ပွဲတော့ကိုကြီးတောင်စားပဲတမောင်းထိုးနဲ့တပွဲရှိရဗျရတယ်ဗျာကိုထွေးခွန်လက်ကောင်းလိုက်တာကွာပိုက်ပေါ်ဗျာကိုထွေးနောက်စီးရထောင်းတောင်ပိုက်ပေါ်ရောက်သွားတယ်ဗျ7-1ဗျစမင်းကလုံးခုထားတယ်ကိုကြီးတောင်လက်ခွတ်တယ်ဗျာဖိုင်တာတွေကတော့ပုတ်မှာပဲပိုက်ပေါ်ရောက်လို့ကတော့17ဗျမဂျာချင်းတလုံးထပ်ပေါက်သွားတယ်ဗျာ27နဲ့ဗျာ27ဗျငယ်ကောင်ကြီးကောင်လက်တယ်ကြံသွားပြီဗျာဟုတ်7ဗျာစမကစားပြီးတယ်အလုံးလုံးနေဗျငယ်ကောင်ပုံမှာပဲ7ဟုတ်ဗျစမကလုံးခုထားတယ်ကိုကြစ်တောင်လက်ကလည်းခွတ်တယ်ဗျာဟုတ်7ဗျကိုထွေးကိုနဲ့ရောက်လက်မကြည့်နဲ့ကိုထွေးရလဲကောင်းနေသေးပဲဗျကိုထွေးရလဲ7ဟုတ်ကောင်းလေဗျာကိုထွေးစားပဲဘယ်လိုက်တစ်လုံးပေါက်သွားပြီဗျအဲ့ဟုတ်ဖြစ်သွားပြီဗျဒီလည်းမကိုမျိုးမသိအဲ့ဟုတ်ဗျဒီလန်ထပ်ထိုးတယ်ကိုကျက်တောင်ဘယ်နဲ့တင်နေဗျာခွတ်တယ်ဗျာကိုကျက်တောင်ဘယ်ကုန်းနဲ့တင်တာကောင်းတယ်ဗျာစင်မင်းကတော့ပြောသေးအောင်မလို့ဗျဖိုက်တာထဲမှာတော့ကောင်းတဲ့ညီငယ်လေးဗျကိုထွေးဝင်ရရောက်တယ်ဗျပုံမှာပဲကိုကျက်တောင်ဆယ်ပြီးမဲ့မရဘူးဗျအဲ့ဟုတ်ဗျအေးဟုတ်ဗျပေါင်းလေဗျာကိုကြည့်တော့ဟာဘယ်ကုန်နဲ့လက်ကြံသွားပြီဗျကြီးကောင်မိသွားပြီတော့နိုင်ဟုတ်ဖြစ်သွားပြီဗျနိုင်ဟုတ်ဗျကိုလေးစားပဲစမင်းခတလုံးခုထားတယ်ဗျပုတ်တယ်ဗျာတစောင်းရုံပုတ်တာဗျာစမင်းခတော့ကောင်းလာတယ်ဗျဟုတ်နိုင်တယ်ဗျရေကုန်လက်ကြီးကောင်ငယ်ကောင်လည်းကောင်းတယ်ဗျနှစ်ယောက်လုံးဒီတူတူသွဲတန်းရတယ်ဒီဘက်မှာလည်းနည်းနည်းကောင်းတယ်ဗျကိုကျက်တောင်မိထားတယ်ဗျပုံမှာပဲဆင်မင်းခဗျာငယ်ကောင်ဆယ်ပြီးမဲ့မရဘူးဗျကိုထွေးဒီမှာတစ်လုံးပေါက်သွားတယ်ဗျာပွိုင်းဖြစ်သွားပြီဗျပွိုင်း9နဲ့ဗျ
ကိုထွေးဒီမှာနှလုံးစတိုက်ပေါက်သွားတယ်ဗျာကိုကြီးချက်တောင်စင်မင်းခါလို့ပထမပွဲမှာနိုင်သွားတယ်ဗျဒါတော့ကျွန်တော်တို့ရဲ့စနေတင်းဝင်ဆိုလူစုံတယ်ဗျ မဲတော့မာကာဆိုပြလိုက်အောင်မာကာကိုပြလိုက်အောင် အဲ့တော့မာကာပေါ့နော်ဟိုကတော့အချိန်တုန်းကတော့ကောင်းခဲ့တာနေချင်းတယ်ပေါ့နော် ဦးနိုင်ဦးမ ဟိုကလေးတွေကဖိုးသားပီတာကွင်းကကလေးတွေပေါ့ဗျာ ဦးနိုင်ကြော် ဒါတော့ဟိုဟာနော်